ခြားသောဟီးရိုးများစုနဲ့မတူဘဲ Hirarama ultimate မရှိပါဘူးအဲ့ဒီစားသူမရဲ့ပထမ skill နဲ့ Dura skill တို့ကိုတစ်ခုပေါ်တစ်ခုဆွဲတင်ကကွဲပြားတဲ့ combo skill နှစ်ခုဖန်တီးနိုင်မှာဖြစ်ပြီးဘယ်လိုပေါင်းစပ်တယ်ဆိုတဲ့ပုံမူဒီကပြောင်းလဲသွားမှာပဲဖြစ်ပါတယ် Herrera The Fallen Scarlet နဲ့ Mesa ပြီးသွားမှာပဲဖြစ်ပါတယ် Passive Twin Fang Ogifune Herrera က Messene နဲ့ Karazu လို့အမည်ရတဲ့ရက်တောင်တစ်စုံကိုကိုင်ဆောင်ထားပါတယ်သူမရဲ့ပထမ skill က Messene နဲ့သက်ဆိုင်ပြီးတော့ Dura skill ကတော့ Karazu နဲ့သက်ဆိုင်ပါတယ်သူမရဲ့ပထမ skill နဲ့ Dura skill တို့ကိုတစ်ခုပေါ်တစ်ခုဆွဲတင်လိုက်ခြင်းဖြင့် Herrera အနေနဲ့လုံးဝကွဲပြားတဲ့ combo skill တစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပြီးဘယ် skill ကိုဆွဲတင်ထားလဲဆိုတဲ့ပုံမူတည်ပြီးတော့ Herrera က Crimson Jet Energy Stat နှစ်ခုထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ် combo skill သုံးပြီးခြင်းက stat တစ်ခုသုံးဆွဲမှာဖြစ်ပေမဲ့လည်းသူမရဲ့ skill တွေကိုတီးခြားအသုံးပြုခြင်းကမြည်သည့် stat ကိုမှသုံးဆွဲမှာမဟုတ်ပါဘူး stat တွေအပြည့်မရှိချိန်မှာ energy ကအချိန်ကြာလာနေမြအလိုလျောက်ပြန်ပြေးလာမှာပဲဖြစ်ပါတယ်ပထမ skill Messene Herrera က Joyce ဦးဒီယာဘက်ကိုနှစ်ကြိမ်တခုံလုံးတက်သွားမှာဖြစ်ပြီးသူမရဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ရန်သူတွေကို damage ထိစေမှာဖြစ်ပါတယ်ဒုတိယ skill Karazu Herrera ကရက်တောင်ပုံ area တွင်းမှာ damage နှစ်ကြိမ်ထိစေမှာဖြစ်ပါတယ်ဒုတိယကြိမ်တိုက်ခိုက်မှုကတော့ခဏကြာပြီးမှလာမှာဖြစ်ပြီးပုံများပြားတဲ့ damage ကိုထိစေမှာဖြစ်ပါတယ်ပထမ plus ဒုတိယ combo skill Infinite Torrent ပထမ skill ကိုဒုတိယ skill ပေါ်သို့ဆွဲယူလိုက်ခြင်းအပြင် combo skill Infinite Torrent ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အသုံးပြုချိန်မှာတော့ Herrera က Joint Street ရဲ့ Udia Bass ကိုတဟုန်ထိုးတက်သွားမှာဖြစ်ပြီးအဲနောက်မှာတော့ ဆိုဘာနီယာမှာလှည့်ကအကွာဝေးတွင်းမှာရှိတဲ့ရန်သူတွေကို damage ထိစေပြီးလှုပ်ရှားများဖြစ်စေမှာပဲဖြစ်ပါတယ်ဒုတိယ plus ပထမ combo skill Volume Mayback ဒုတိယ skill ကိုပထမ skill ပေါ်သို့ဆွဲယူခြင်းအပြင် combo skill Volume Mayback ကိုဖန်တီးနိုင်ပါတယ်အသုံးပြုလိုက်ချိန်မှာတော့ Herrera ကခဏတာပြစ်မှတ်ထားများဖြစ်သွားမှာပဲဖြစ်ပါတယ်ပြစ်မှတ်ထားများတဲ့ချိန်ပြီးဆုံးချိန်မှာတော့သူမရဲ့ပတ်လည်မှာများပြားတဲ့ damage ထိစေမှာဖြစ်ပြီးအဲနောက်မှာတော့ Joint Street ရဲ့ Udia Bass ကိုတဟုန်ထိုးတက်သွားမှာပဲဖြစ်ပါတယ်Ladies